Hello မင်္ဂလာပါရှင်ဒီနေ့မှာ strawberry ထာဝါလေးခုံပြပြပါရရှင်ဒီ strawberry ထာဝါလေးခုံပြပေးရတဲ့အကြောင်းအရာကြောတော့ပေါ့နော်ယတိတငယ်ချင်းပေါ့နော်ယတိတငယ်ချင်းကကျောင်းတူတက်တဲ့တငယ်ချင်းပေါ့နော်တငယ်ချင်းကကြော strawberry ထာဝါခုံပြပါလိုက်သူခုံပြီးတင်ပြပါလားပေါ့နော်သူ comment မှာမှန်းချင်နိုင် comment 0ဖြစ်နေတယ်လေယတိ comment ယတိဘယ်သူမှအမ်ပေးကြ0ဖြစ်နေရဆိုတော့သူကနေပြလာပြီးအပေးလို့မရအောင်ဖြစ်နဲ့ comment မှာမှန်းလို့မရအောင်ဆိုတော့ဒါပေမဲ့ပါဇက်နဲ့ပဲပြောလိုက်တယ်သူတင်ပြပေးဆိုအားအကြောင်းယတိကလာတင်ပြပြီးဖြစ်ပါရှင်ဆော့ရည်စင်းနဲ့ထာဝါလေးရှင်နေယတိကိုမှန်းခဲ့ပြီးလို့ရပါတယ်ဆော့ပြီးပါမယ်ဆိုတော့ဒီနေ့ strawberry ထာဝါလေးပဲခုံပြပေးလိုက်တာပါstrawberry ထာဝါလေးကိုလေယတိအရန်ကြိုက်တယ်သီလားဒီထာဝါလေးကိုလေတစ်နေ့ကိုဘလာလေး3ခါလောက်ဆော့တယ်3ခါလောက်မဆော့ရင်မနေနိုင်ဘူးဒီတကယ်သလားအားကြောင့်တကယ်3ခါလောက်တစ်ခါတလေကျရင်10ခါလောက်ရှိအဲ့လိုstrawberry ထာဝါကြီးပဲတောက်လျှောက်အပေါ်တက်လိုက်အောက်ပြန်ဆင်းလိုက်အဲ့လိုမျိုးဆော့နေရမျိုးလည်းရှိရကွာအဲ့လိုမျိုးဆော့ရည်ဒီကအဲ့လိုသိရလားဒီတိုင်းပဲဆော့တာပါအရင်ကြိုက်လို့ပေါ့နော်ဆိုတော့ရိုးလည်းဆော့ကြည့်တကယ်ကောင်းတယ် strawberry ထာဝါကြီးကဆိုတော့စုံခုံရင်းခုံနဲ့ရောက်လာပြီပေါ့နော်ဒီနေရာလေးကတော့အမြဲစောနေကြမှုလို့လားဒီအလွတ်ရဝိုင်းပေါ့နော်အလွတ်ရတာပါပြီဒီဘက်ချက်မှာပါဆိုတော့ဟိုမှာဒန်းစီလို့ရရယ်နော်တော့ခလုံးနေထားတယ်တော့ခလုံးနေထားရတော့ပေါ့နော်အဲ့လိုဖြစ်သွားတာပါလို့စိတ်ညစ်တယ်ချက်ချရဲလဲကုန်ပြီအမှန်တော့အဲ့ဒီဖြူလေးကလေထိမိလဲဘာမှဖြစ်ဘူးတခြားဟာကြီးအဲ့လိုထိရနေသေးတာမျိုးလည်းရှိရယ်နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့တက်လောက်ပါပဲရှင်အားလုံးချစ်